ပရိသတ်ချစ်တဲ့ထူးခြားတဲ့ရွှေမွန်မြမအနုပညာလောကမှာငငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုရဲ့ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီးထူးခြားတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေရဲ့ယင်ထဲမှာနေရာယူထားသူကတော့မင်းသမီးရွှေမွန်ရဲ့တီပဲချစ်ပါတယ်။သူမကိုဘာကြောင့်အခြားမင်းသမီးတွေနဲ့မတူပဲထူးခြားတယ်လို့သတ်မှတ်ကြတာလေ။ဒီနေ့ဗီဒီယိုမှာတော့ရွှေမွန်ရဲ့တီတဲ့အနုပညာဖြတ်သန်းမှုနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ရွှေမွန်ရဲ့တီဟာအသက်10ကျော်အရွယ်ကလေးကအနုပညာလောကထဲကိုစတင်ခြေချခဲ့တာပါ။အစားပိုင်းမှာတော့မဂ္ဂဇင်းကာဗာတွေကြော်ညာတွေနဲ့စတင်ခဲ့ပြီးနောက်ပိုင်းမှာတော့ဗီဒီယိုစကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့ပွင့်လင်းလွတ်လပ်တဲ့ပုံစံနဲ့တဘာဝကျတဲ့သရုပ်ဆောင်မှုတွေကပရိသတ်တွေရဲ့အာရုံစိုက်မှုကိုချက်ချင်းရရှိခဲ့ပါတယ်။ရွှေမွန်ရဲ့တီရဲ့အနုပညာခရီးမှာအကြီးမားဆုံးမတိုင်တစ်ခုကတော့အသက်23နှစ်အရွယ်မှာတင်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။2022ခုနှစ်မှာဝေးမနီရှင်ဘူးရုပ်ရှင်ဇာတ်ကားကြီးနဲ့ဒီစုကိုစုခုနိုင်ခဲ့တာပါ။ဒါဟာသူမရဲ့သရုပ်ဆောင်ပိုင်းမှာဘလောက်အထီးရှင်းချက်မှုရှိလဲဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။အနုပညာအပြင်ရွှေမွန်ရဲ့တီရဲ့အခြေရေးကလည်းပရိသတ်တွေအမြဲစောင့်ကြည့်ရတဲ့အကြောင်းအရာတစ်ခုပါ။အဆိုတော်လွမ်းပိုင်နဲ့နှစ်အကြာကြီးလက်တွဲခဲ့ပြီးနောက်မှာတော့သူတို့နှစ်ဦးဟာခိုင်မြဲလေအိမ်အောင်ရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ fashion နဲ့ lifestyle တွေဟာလည်းလူငယ်တွေကြားမှာအမြဲတမ်းရေပန်းစားနေလေရှိပါတယ်။အခုဆိုရင်ရွှေမုံရည်တီဟာအနုပညာအလုပ်တွေကိုအရင်ကထက်လျှော့လုလာတာတွေ့ရပေမဲ့သူမရဲ့နေရာကတော့အစားထိုးလို့မရနိုင်သေးပါဘူး။သူမရဲ့ထူးခြားရဲ့ style ပွင့်လင်းတဲ့စရိုက်နဲ့ပါရမီပါတဲ့သရုပ်ဆောင်မှုတွေကြောင့်မြမရုပ်ရှင်လောကမှာရွှေမုံရည်တီဆိုတဲ့နာမည်တစ်ခုကတော့အမြဲတမ်းတောက်ပနေမှာပါပရိသတ်ကြီးကရွှေမွန်ရည်တီရဲ့ဘဲစကားကိုအကြိုက်ဆုံးလဲ comment မှာရေးပေးခဲ့ပါအောင်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နှစ်တဲ့ရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်ရှင်